ကိုကအရန်ကိုမှသေးပြီးတော့တိုးဝင်နေလို့ပဲမြစ်လေးဖြစ်နေလို့တငယ်ချင်းတွေကြားမှာလည်းလှောင်ပြောင်ခံရတယ်ကိုလည်းတိမ်ငယ်ရတယ်ဒါကြောင့်မလို့တငယ်ချင်းတွေမြောက်ပြီးတဲ့တပွဲရိုးဆေးတွေကိုသုံးရင်ကောင်းမလားထိုးဆေးတွေကိုသုံးရင်ကောင်းမလားဆိုတဲ့စဉ်းစားနေတဲ့အကိုတွေမောင်လေးတွေရှိရင်ဒီဗီဒီယိုကိုဝင်ကြည့်သွားတပွဲရိုးတွေရဲ့ဆိုးကျိုးကိုမသိဘဲနဲ့တချို့ကသူများမြောက်ပေးတိုင်းပေါ့နော်လက်တက်ဆန်းကျင်ကြတယ်တပွဲတို့တွေရဲ့ဆိုးကျိုးမှာစားစေးမှာဆိုရင်နှလုံးတုံတာရင်တုံတာမူးမော်တာနောက်ပိုင်းပေါ့နော်သူကချက်ချင်းထိရောက်တယ်ချက်ချင်းထိရောက်ပေမဲ့နောက်ပိုင်းဆေးမတိုးတော့တာမျိုးတွေဖြစ်တတ်ပါတယ်ထိုးဆေးတွေထိုးမယ်ဆိုရင်မောင်ညိုတွေရားရံပြီးတော့အပူပိန်တွေထလာမယ်အကွက်တွေထလာမယ်ဆေးခဲတွေကပိတ်ထိတ်တွေပိတ်မညီမညာဖြစ်ပြီးတော့နောက်ဆုံးပိတ်ပေါ့နော်ပုတ်ပွားရည်ရဲပြီးတော့ဖြတ်ထုတ်ရတဲ့ဒီတောင်ဖြစ်နိုင်တယ်အခက်မသိရင်မောင်ညိုကင်ဆာထိပါဖြစ်နိုင်တယ်ဒါတွေကိုမသိဘဲနဲ့ရှောက်ပြီးတော့မလုပ်ပါနဲ့တဘာဝအတိုင်းပဲကြီးထွားခြင်းနဲ့ဘေးထွက်ဆိုးကျိုးလည်းမရှိခြင်းမူအမားရေဘာလေးကောင်းလဲဆိုပြီးတော့မေးထားတဲ့အကိုကြီးမောင်လေးတွေအတွက်ခဏကဖြည့်ပေးပါမယ်ဟောဒီမှာတဘာဝတိဥတဖူတွေလည်းပဲပြုတ်လောက်ထားတဲ့နန်းလုံးကြိုင်ကြားမှတ်နိုင်ရှစ်မှတ်တက်စားရတဲ့တဘာဝပစ္စည်းစစ်ကိုပဲသုံးပေးထားတဲ့တမားတော်ကိုယ်တိုင်အဖို့ကြဖော်ဆက်ပေးထားတဲ့ဆေးဝါးထောက်ခံချက်တာဆလိုင်းစင်တွေပါရရှိပြီးသားမို့ဘေးဥပတ်လုံးဝမရှိကြောင်းတရားရခိုင်တော့အာမခံနဲ့သုံးဆွဲလို့ပူတာဆက်တာရရနာမျိုးလည်းမရှိပါဘူးကဲဒီလိုမျိုးဘလောက်တောင်အာမခံချက်ပြောလဲဆိုတော့တကယ်လို့များကိုယ့်ရဲ့ပါဇက်သေးကိုတကယ်လို့များကိုယ့်ရဲ့ပါဇက်သေးကိုဝင်သွားခဲ့ရင်တော့မှ side effect လုံးဝမရှိကြောင်းကိုလည်းခင်လေးတို့ဒီလိုမျိုးရက်ပြတဲ့အထိပေါ့နော်စားပြတဲ့အထိလုပ်ပြပေးထားပါတယ်ကဲကိုကတဘာဝအတိုင်းပဲစိုက်ရှည်ဖွင့်ထွားခြင်းနဲ့ဘေးထွက်ဆိုးကျိုးမရှိခြင်းဘူးဆိုမှဒီအညာမောင်မက်ဆီမန်လေးကိုတစ်နေ့ကို2ကြိမ်လုံးနဲ့50လိမ့်ပေးရုံပါပဲရှင်နှစ်ပတ်အတွင်းကိုတိတာတဲ့ရလက်ကိုရပါမယ်အဓိကဆေးခဲပြေတဲ့သူတွေလည်းသုံးပေးလို့ရပါတယ်တချို့ကြတော့ဆေးခဲပြေကြီးရှည်ခြင်းတဲ့သူတွေအတွက်လည်းထုတ်ပေးထားတာပါရှင်ကဲခင်လေးရဲ့ Viber နံပါတ်ခွင့်ရှင်ကလေးရှိခုကိုလည်းဆက်သွယ်မှာယူလို့ရတယ်ဒါမှမဟုတ်ဘူးဆိုင်ကိုလာဝယ်မယ်ဆိုရင်တော့ခင်လေးရဲ့ဆိုင်လေးကမိတ်ထီလာလေးချောင်းတက္ကသိုလ်အနီးကဩဇာစီးဆိုင်ပဲဖြစ်ပါတယ်ရှင်ကဲတခြားသိချင်တာလေးရှိရင်လည်းViber နံပါတ်ကိုဟယ်လိုလိုက်ပါရှင်ကျေးဇူးပါ